We Get For You program မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ We Get For You ဖွဲ့သားများဆိုရင်စီးကြိုတွေးကြိုလူနာများတနေ့တာမှာအစားအသောက်မှန်မှန်ကန်စားတောက်တက်စီရယ်ကျွန်တော်တို့ဒီ Grand ဒါဆေးမှာရှိရဲ့အားအထူးကူဆရာဝန်ဒေါက်တာမေဖူးဆိုကိုကျွန်တော်တို့ဖိတ်ခေါ်တာပါတယ်မင်္ဂလာပါဒေါက်တာမင်္ဂလာပါဆရာဟုတ်ကဲ့ဗျကျွန်တော်တို့ပေါ့နော်ဒီနေ့လူနာတွေစီကနေပြီးတော့ဒီအစားအသောက်နဲ့ပတ်သက်ပြီးတော့သူတို့သိချင်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ဒီနေ့မင်းပြမှာဖြစ်ပါတယ်ပထမဆုံးမေးမယ့်မေးခွန်းပေါ့နော်လူတစ်ယောက်ကအကျန်းမာဖို့အများနဲ့အစားတောက်စားရတယ်ပေါ့နော်ကျွန်တော်တို့ဘာတွေစားရလဲဆိုရင်ထမင်းစားရတယ်အသားစားရတယ်အစီငန်းအချိုးပေါ့နော်ဒါတွေကိုကျွန်တော်တို့နေ့စဉ်စားသုံးရတယ်ပေါ့နော်ဒီလူနာကသူကသိချင်တာကတော့သူစီးချိုလူနာကျန်းမာဖို့အားရှိဖို့ဒီအစားတောက်တွေကိုတဲ့ဘလို့တဲ့မျှတအောင်နဲ့စားသင့်ပါတယ်တဲ့ဟုတ်ကဲ့ပါဆရာပုံမှန်ကျွန်မနေ့တူပါဆိုလို့ရှိရင်လေလူသားကြီးအားလုံးကနေနေ့တူကလုပ်ငန်းဆောင်တာကြီးလုပ်နိုင်ဖို့နောက်ပို့ရဲ့ဒီအတွင်းပိုင်းခန္ဓာကိုယ်မှာဇီဝကမ္ဘာနောက်ကျွမ်းမှုဖြစ်စဉ်တွေအားလုံးအတွက်ဆိုလို့ရှိရင်အထက်ကကျွန်မတို့အစာအုပ်စုတွေမျှတအောင်စုံလျောင်စားဖို့ကအရေးကြီးပါတယ်အဲ့မှာအထူးသဖြင့်စီးချိုလူနာတွေဆိုလို့ရှိရင်ဒီပုံမှန်တောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့်လည်းဒီအစာအာဟာရပိုင်းကိုအထူးသဖြင့်ပေါ့နော်တတိချာချာလေးစီမံပြီးတော့စားဖို့လိုအပ်ပါတယ်အဲ့တော့စီးချိုရှိရဲ့လူနာတယောက်အနေနဲ့ကတော့ကျမတို့အကြံပြုချင်တာကတော့အဓိကအားထားပြီးတော့တေချာလေးစားပြရမယ်အစာအုပ်စုကြီး3အုပ်စုရှိပါတယ်အဲ့ဒါကတော့ပထမဆုံးကတော့ carbohydrate ဆိုတဲ့ carbohydrate protein ဆိုတဲ့နောက်တစ်ခုကကြတော့ဒီခန္ဓာကိုယ်မှာပေါ့နော်ဒီမလိုအပ်လောက်ဘူးထင်ပေမဲ့လည်းကျမတို့အနည်းငယ်ပမာဏအနည်းငယ်လိုအပ်ပြီးတော့ဒီကိုယ့်ရဲ့ဇီဝကမ္ဘာလောက်ကြမှုဖြစ်စဉ်နေနဲ့ဒီအဆီမပြောင်းဝင်တဲ့အလုံးလုံးဖို့အတွက်လိုအပ်တဲ့အဆီဓာတ်ပေါ့နော် fatty acid ဆိုတဲ့ group တွေအားဆိုလို့ရှိရင်လိုအပ်ပါတယ်အဲ့တော့ပထမဆုံးကတော့စီးကျိုသမားတွေနဲ့အဓိကအထူးသတိပြုပြီးစားရမယ့်အုပ်စုကတော့ဂစီတန်လို့ဆိုလို့ချင်ပါတယ်သူကိုကျမတို့က carbohydrate အုပ်စုလို့လည်းအင်္ဂလိပ်လိုခေါ်တယ်နာမည်ကလည်းမချိုတော့အချိုလို့နာမည်ပေးချင်တယ်ပေါ့နော်ဒါကကျမရဲ့ဆရာမကြီးဒေါ်သန်းအေးရဲ့စကားကိုလည်းကိုးကားပြီးတော့သုံးထားတာပါဆရာမကြီးကမချိုတဲ့အချိုလို့ပြောချင်တာဒီအဓိကကတော့ကျမတို့ရှာပေါ်တင်လိုက်ရင်လည်းမချိုစားနိုင်ရင်လည်းမချိုတော့ညလည်းသွေးတွေကိုရောက်သွားပြီဆိုလို့ရှိရင်သွေးတွင်းအချိုဓာတ်ကိုတက်စေတဲ့အစာအုပ်စုလို့ခေါ်ပါတယ်အဲ့ဒါအဓိကကတော့ဘာတွေပါလဲဆိုတော့ဒီ carbohydrate မချိုတဲ့အချိုအုပ်စုတွေမှာဆိုလို့ရှိရင်ထမင်းတွေနောက်ပြီးကြာစံခောက်ဆွဲမုတ်ဖတ်မျိုးစုံပြီးရင်ပါမုတ်ပေါက်စီအီကြကွေနံပြတိုးရှိပလာတာစတာတွေပလဲပါတယ်လို့ starchy vegetable လို့ခေါ်တဲ့ကစီဓာတ်တွေွားတဲ့အာလူတွေကစိုးဥတွေပဲဥအာတာလို့ဥပီလောပီနံဥပဲမြစ်ကြားပြောင်းဘလို့ပြောင်းစားရရဆိုလို့ရှိရင်လည်းထမင်းနဲ့သဘောတရားတူမချိုတဲ့အချိုအုပ်စုထဲမှာပါပါတယ်အဲ့တော့ပြောဆိုလိုချင်တာကဒီတရားဝူရှောင်းနဲ့ချိုတဲ့အသီးတွေလျှော့စားတယ်ချိုတဲ့မုတ်တွေလျှော့စားတော့ညာလဲကျမတို့ဒီထမင်းတွေအာလူတွေပေါက်စီတွေပါမုတ်တွေကိုစိတ်ကြိုက်စားလို့မရဘူးပေါ့နော်ကိုတရက်တာလိုအပ်တဲ့ကယ်လိုရီပမာဏရဲ့စီးချိုသမားတောင်မှာဆိုလို့ရှိရင်အနည်းဆုံးဒီ40ရာနေ45ရာခိုင်နှုန်းပဲစားတင်တာဆိုတော့ကျမတို့ပုံမှန်ပေါ့နော်နေ့တူဝါမှာလှုပ်ရှားသွားလာမှုရှိရဲဈေးဝယ်ဟင်းချက်အိမ်မှုကိစ္စတွေလုပ်ရတယ်တိတ်ပြီးအထိုင်မများတဲ့လူတွေရဲ့ဘဝမှာဆိုလို့ရှိရင်တော့ကိုတရက်တာစားတဲ့အချိန်မှာတစ်ခါစားဒီထမင်းမကန်ရဲ့တဝက်လောက်ကိုပဲထမင်းဖြစ်ဖြစ်အာလူဖြစ်ဖြစ်ခောက်ဆွဲကြစံဖြစ်ဖြစ်ထည့်စားတဲ့တယ်ဒါပေမဲ့ကိုကနေ့တူဝါမှာတိတ်ပြီးလှုပ်ရှားမှုမရှိဘူးအထိုင်များတယ်ဥမာဒူးနာတဲ့လူနာမျိုးတွေဖြစ်ဖြစ်ပေါ့နော်နောက်တစ်ခုကကြတော့ကွန်ပျူတာနဲ့စပွဲကုန်နဲ့သုံးပြီးတော့လုံးရတဲ့လူတွေမှာဆိုလို့ရှိရင်လှုပ်ရှားမှုမရှိဘူးဆိုလို့ရှိရင်တော့ exercise တွေမလုပ်နိုင်ဆိုလို့ရှိရင်တော့ကျမတို့ကကိုစားတဲ့ထမင်းမကန်ရဲ့လေးပုံတစ်ပုံကိုပဲထမင်းတွေခောက်ဆွဲတွေကြာစံတွေအာလူတွေထည့်စားပါလို့အကြံပြုတယ်နောက်တစ်ခုကအရေးကြီးတာအသားဓာတ်ပေါ့နော်အထူးသဖြင့်စီးကျိုလူနာအများစုကအသားဓာတ်စားဖို့နည်းနည်းလေးဝင်လေးကြတယ်ကြောက်ကလုံအောင်နှုတ်ကောင်းတယ်ကြောက်ကအားနေတာမရှိဘူးဆိုလို့ရှိရင်တော့ပုံမှန်လူတယောက်စီးကျိုသမားတွေနဲ့အသားဓာတ်ကကိုတက်တာလိုအပ်တဲ့15ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းအထိထည့်စားပေးတင်ပါတယ်အဲ့တော့အဓိကကတော့ဗာလဲဆိုတော့ကိုစားရဲ့ထမင်းမကန်ရဲ့နောက်ထပ်၄ပုံတစ်ပုံကဆိုလို့ရှိရင်အသားငါတရိတ်စားရတဲ့အသားအုပ်ဆိုလို့ရှိရင်ချက်သားတို့ငါတို့ပင်လယ်စာတို့ပြီးရင်နုနဲ့နှထွက်ပစ္စည်းရဆိုရင်ဥတို့ပြီးရင်အဲ့မှာ plant based protein လို့ခေါ်တဲ့အသားငါမစားတဲ့လူတွေဆိုလို့ရှိရင်ကျမတို့ဒီပဲတွေရတဲ့အသားဓာတ်ဆိုလို့ရှိရင်စီးကျိုလူနာတွေအတွက်အများကြီးအကျိုးပြုတဲ့အတွက်ကြောင့်မလို့တစ်ခါစားပမာဏမှာဆိုလို့ရှိရင်တော့ကိုတစ်ချိန်သာစားရဲ့အသားဓာတ်ကအနည်းဆုံး6ချက်သား9ချက်သားလောက်တော့ပအောင်စားပေးတယ်ပေါ့နော်ဒါကတော့အသားဓာတ်ဟုတ်ကဲ့ခင်ဗျနောက်တစ်ခုကကြတော့အဆီဓာတ်ကတော့စီးကျိုသမားလူနာအများစုရှောင်နေတာကတော့ဒီမကောင်းတဲ့အဆီပေါ့သူရင်ကိုလက်စထရောတွေစုပုံသေးတဲ့ပြေဝစီတွေအတွင်ပြောင်းစီတွေပေါ့အဓိကကတော့ fast food တွေပေါ့ထပ်ခါ DC ကိုအသုံးပြုပြီးကြော်ထားတယ်အတင်စားအာလူချောင်းကြော်တွေကြက်ကြော်တွေစမူစာကြော်တွေငှက်ပြန်ကြော်တွေဒါလေးကိုရှောင်တဲ့တယ်ဒါပေမဲ့ကောင်းမွန်တဲ့အဆီကိုလည်းထည့်သွင်းပြီးစားသုံးပေးတဲ့တယ်အဓိကတော့ omega 3 fatty acid ပေါ့နော်ဒါစီးကျိုလူနာတွေမှာဆိုလို့ရှိရင်လည်းစီးကျိုအထင်ကောင်းစေတယ်ဆိုတော့သူတည်တနာအများကြီးရလက်တွေထွက်တဲ့အတွက်ကြောင့်မလို့ဒီမပြေဝအဆီပါဝင်တဲ့အစားအသောက်တွေဖြစ်တဲ့ငါးကြီးစီကိုအဆီများတဲ့နာတွေတို့အဆီဆန်တွေကိုတော့ဆ
ကျမတို့ကတင်းတဲ့ပမာဏဖြစ်အောင်လို့ထည့်စားဖို့အကြံပြုတယ် ဟုတ်ကဲ့ နောက်ထပ်စီးချိုသမားတွေနဲ့တွဲရှင်ပြီးတော့တတိပြုရမယ့်အစားအစာအုပ်စုကတော့အနန္တပေါ့နော်အဲ့တော့တရက်တာမှာဆိုလို့ရှိရင်လည်းလူတွေကတည်ကျင်ကြအနန္တဆိုလည်းဘယ်လောက်သာဘာလို့စီးချိုနဲ့သွေးတိုးဆိုတာတငယ်ချင်းလိုပဲပေါ့နော်တယောက်ဖြစ်ရင်နောက်တယောက်ဖြစ်တယ်ဆိုတော့အနန္တကိုလည်းထိမ့်သိမ့်ပြီးစားတင်တယ်အဲ့တော့စီးချိုရှိတယ်ကြောက်ကအားနေတာရှိတယ်သွေးတိုးယောဂရှိတဲ့လူတယောက်တော့ကတော့ကျမတို့တရက်တာလိုအပ်တဲ့အနန္တပမာဏဆိုဒီယာပမာဏကဆိုဒီယာ1500မီလီဂရမ်ထက်မကျော်သေးဘူးအဲ့တော့ဆိုဒီယာ1500မီလီဂရမ်စားတရက်တာမှာလက်ဖက်စားဆုံး3ပုံ2ပုံထက်24နာရီအတွင်းကိုမကျော်သေးဘူးဆိုတော့ သုံးပုံနှစ်ပုံ ပဲ3နှစ်တူပြောအဲ့တော့တကယ်တော့ပြန်နေလာဆိုင်စင်ကျမတို့မြန်မာနိုင်ငံမှာကစားတွေပြီးငံပြာရည်တွေပြီးွားရယ်ငပိရည်တွေငပိကြောက်တွေစားတဲ့ဖြစ်စားဖြစ်တဲ့အတွက်ကြောင့်မလို့စီးချိုတွေပါအများစုကသွေးတိုးတွေပါတွဲပြီးတော့တွဲရှင်တွေရောဖြစ်ပေါ်ကြရပေါ့နော်နောက်တစ်ခုကအချိုကိစ္စပေါ့လေအပူဆောင်သကြားဆိုတာကကျမတို့ဒီတဘာဝအသီးနှံတွေမဟုတ်ဘဲနဲ့ဒီထက်ထည့်ထားတဲ့အပူဆောင်သကြားတွေကိုတော့ပုံမှန်ပေါ့နော်စီးချိုသမားတွေကတက်နိုင်တဲ့လောက်ရှောင်တာတော့အကောင်းဆုံးပဲဘာလို့ဆိုတော့အဲ့ဒီအပူဆောင်သကြားတွေက glucose spike ဆိုတဲ့ဒီအချိုတက်တက်တော့ roller coaster ပေါ့ကျွန်တော်စီးတဲ့လိုမျိုးရှုကနေဖြစ်သွားစေတဲ့အတွက်ကြောင့်မလို့အပူဆောင်သကြားပါဝင်တဲ့စားတော့ကုန်တွေအားလုံးကတော့မစားရတော့ကောင်းတယ်တကယ်လို့စီးချိုမရှိခဲ့တဲ့လူနာတယောက်ပုံမှန်ကျန်းမာရေးညီညွတ်တဲ့လူနာတယောက်အတွက်ကလူတယောက်အတွက်ကတော့ဒီအပူဆောင်သကြားစားသုံးဖို့ကိုနိုင်ငံတကာကဒီကမ္ဘာကျန်းမာရေးအဖွဲ့အစည်းတွေကသတ်မှတ်ထားတဲ့စံနှုန်းကတော့အမျိုးသားတယောက်အနေနဲ့တရက်ကိုအပူဆောင်သကြားလက်ဖက်စားဆုံး6စွန်းထက်မပိုရဘူးဒီအသက်2နှစ်ကနေ16နှစ်ကလေးငယ်တွေနဲ့အမျိုးသမီးတွေကတရက်ကိုအပူဆောင်သကြားလက်ဖက်စားဆုံး6စွန်းထက်ပိုပြီးတော့မစားသုံးသင့်ဘူးလို့အကြံပြုထားပါတယ် ဟောဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့အခုလိုဘုလူတာရအောင်ပြည့်ပြည့်စုံစုံဖြည့်သွားပေးရတော့ကျေးဇူးတင်ပါတယ်